လက်ရှိချိန်ကတော့ထုံးစံတိုင်းပဲဒါအဖွင့်မဲ့ချိန်တော့အဖွင့်ကတော့ဘာမှထွေထူးပြောနေတာမရှိဘူးကျွန်တော်အားလုံးပဲဒီတိုင်းလေးပဲဆိုတော့အဆင်ပြေမှာပါ။နိုင်အောင်လုံးကတော့လက်ရှိချိန်မှာတော့ဒီအပြာရောင်ကတော့ကျွန်တော်တို့ 1Z ပေါ့နော် 1Z ဆိုရရလက်နဲ့လက်ရှိမှာတော့ဥဆောင်နေတယ်။ဒီတယောက်ကတော့ Strickland Fire ကတော့လောဆယ်မှာတော့တပွဲအရေးနှိမ့်နိုင်ရပါတော့။အရေးနှိမ့်နိုင်ဆိုတော့သူအနေနဲ့ချက်ချင်းပဲဆို level civilization ပြောင်းပြီးတော့ပဲထုတ်ကစားတာကိုမြင်တွေ့ရတယ်ခင်ဗျာ။အဲ့တော့ဘယ်လိုမျိုးတွေကျွန်တော်တို့ဖြော်ပြသွားမလဲဆိုတော့ဆက်လက်စောင့်ကြည့်ဖို့လိုပဲပြီ။ဆိုတော့ကျွန်တော်3កောင်လေးကြည့်အောင်ဒီမှာတော့9កောင်ရှိရဲဒီမှာတော့3កောင်ဆိုဒီကောင်လေးပါထက်ရသွားမလား patient လေးပြင်မလားဒီမှာ2កောင်တော့ရှိရဲဆိုပေမဲ့ဒီမှာရှိရဲဆိုပေမဲ့မမြင်ပါဘူးခင်ဗျဒီမှာဆိုတာကတော့ဒီမှာတော့တိုးလေးကိုတော့ဘသူရင်ရသွားပြီဆိုတော့မှာတော့ Strickland Fire အနိုင်ရရှိသွားပါတယ်ခင်ဗျာအားလာတွေကတော့ကြိုင်ဆိုင်လေးတွေပဲဟောကြိုင်ဆိုင်လေးပဲကြိုင်ဆိုင်လေးပဲဆောဆက်လက်ပြီးတော့စော်ကစားရင်းနဲ့ပဲတိုးကောင်းကတော့ဒီမှာ3ယောက်ဒီမှာတော့ထိုင်ပါတယ်4ပေါ့နော်4 4ဘယ်လောက်လဲဒီမှာ6ဆို4 4 7ဆိုတော့ကတော့ Strickland Fire ရောက်တော်လေးကိုမှအသာကြီးရှိရဲဒီမှာတကောင်ကြံအောင်ပဲဒီမှာတော့ဒီမှာတူဖို့မလေးဒီမှာရှိအောင်ပဲအဲပွားလေးရောပြေပုံလေးတွေလိုက်လံပြီးတော့ပြေးလန်းရှာဖို့ပဲရွေးချယ်ရှိနိုင်ပါတယ်သူတို့ရဲ့ vision လေးတစ်ချက်ကြည့်အောင်ဒါကတော့ Mr. Doai ရဲ့ vision ဖြစ်တယ်ဒါကတော့ Strickland Fire vision ပေါ့နော်သူကဒီလိုလေးသွားရတယ်ပေါ့နော်ကဲအော်သွားတဲ့ဘိုင်းတွေကတူနေရောနေ over တောင်းပါကောင်ရှိရောအဲ့တော့ကျွန်တော်ဒီ player နှစ်ယောက်အကြောင်းကိုနည်းနည်းပြောပြရင်ဒီဘက်က Mr. Doai ကတော့ဒါ RDS တွေမှာလည်းငယ်ပို့ပြီးတော့strong ဖြစ်တယ်ပေါ့နော်ပုံမှန်ဆိုရင် battle team fight တွေမှာလည်းနည်းငယ် strong ဖြစ်တယ်ဒါ Strickland Fire ကလည်းဒါဟိုရက်ကသူရှုံးနေသွားတဲ့အတွက်ဒီနေ့မှာတော့အများကြီးပြည့်စင်လာတယ်လို့တော့သူဘက်ကပြောကြားတာလေးရှိရပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့စိတ်ဝင်စားနဲ့စောင့်ကြည့်မယ်ပေါ့ဟုတ်ပြီသူကလည်းအရင်ညံပြင်းတာတော့မဟုတ်ဒီကအာလီပိုင်းလေးမှာအထာနှေးတာလေးကိုပေါ့နော်သူ့အနေနဲ့အကောင်းဆုံးပြည့်စင်တာလေးတော့ပြောတာလေးတော့ရှိရဗျအဲ့တော့ဒီဟောသားနဲ့ပဲကြည့်ရမှာပေါ့နော်ဟိုနေ့ကလောက်တော့မြန်မယ်လို့တော့မထင်တော့ဘူးပေါ့ဒီနေ့ပွဲရတော့ဟုတ်တယ်ဆိုလက်ရှိနေတာကြည့်မယ်ဆိုလို့ရှိရင်နှစ်ယောက်လုံးတော့ age ကိုတော့2.2 နဲ့ပဲသွားတယ်ဆိုတော့ဒါ slowly age up ပေါ့နော်ဆိုတော့ကမလို့နှစ်ယောက်သား age လေးထိုးရတယ်ပေါ့နော်ဆိုတော့ age 2 timing ကတော့နှစ်ယောက်လုံးကတော့သူဟိုမရောက်တင်ပြောက်ပဲရောက်ရှိသွားမယ်ဒါပေမဲ့ထူးဆန်းတာတစ်ခုပြောလို့ရှိရင်တော့ age 2 timing ကိုသွားတဲ့ခါမှာတော့ Strickland ကအနှင်းငယ်လေးတာတယ်ဘာလို့ဆိုလို့ရှိရင်သူက worker protection ပို့ပြီးတော့ short ထားတယ်Mr. Doai ကျတော့ worker protection 4ယောက်ပို့ပြီးထုတ်ထားတဲ့အခါမှာကျတော့ဒီ worker ဘက်ကို investment အနှင်းငယ်လေးလုပ်ထားပြီးတော့ age တင်တယ်ပေါ့နော်ဒါလည်းအရင်ထူးကြတဲ့ထိရောက်မဟုတ်ပါဘူးမှန်ပါတယ်ဟုတ်တယ်ဟိုကြားဟယ်လိုကွဲပြတော့ကွာဘာလို့ကြားနေရကျွန်တော်ပြောကြားရတယ်ပုံသူ့ကိုနားပိတ်ထားတာသူကကိုရီကမကြားရဘူးအော်โอเคဟုတ်ပြီโอเคဆိုတော့ဆက်လက်ပြီးတော့ပဲသွားတာတော့ Strickland Fire အနေနဲ့ကတော့ရှိသမျှ worker တွေအကုန်လုံးရွှေဘက်ကိုသွားထားတယ်ပေါ့နော်ဆိုတော့ကတော့သူကြည့်ရတာတော့ H3 ကို 10 rushman အနေထားလေးရောမြင်တွေ့ရတယ်ခင်ဗျH3 ကို10 rushman ဆိုတော့ဒါအရန်ဟိုမှာထူးခြားလို့နဲ့အဖွင့်လေးပေါ့နော်အရင်ပွဲရလို့မဟုတ်ပဲねသူ့အနေနဲ့ဒီဘက်အခောက်မှာတော့ H အသာစီးနဲ့အတူတိုက်ခိုက်ဖို့အတွက်ပြင်ဆင်နေလို့ကျွန်တော်တင်တယ်ဒီဘက်မှာတော့ Council Hall ပေါ့နော် Council Hall ကိုအသုံးပြုတာရဆိုတော့ Solar က unit တွေအများကြီးထွက်လာဖို့ရှိတယ် unit တွေအများကြီးထွက်လာမယ်ရှိတယ်ဆိုတော့ H3 timing နဲ့ unit တွေအများကြီးထွက်လာမယ် timing နဲ့ဘယ်လောက်တွေကွာခြားသွားမလဲဆိုတော့ကျွန်တော်နည်းနည်းလေးတော့သိထားဖို့လိုပြီဆိုတော့လက်ရှိမှာတော့ All Out the Dragon အနေနဲ့ကတော့ H3 ကို rushman ဆို H3 ကိုဒီဘက်က unit တွေရောက်မလာခင်အချိန်အတွင်းမှာရောက်လာမယ်ဆိုရင်တော့ဒါ Order of the Dragon အတွက်တော်တော်လေးတော့အသာစီးရဲ့ကစားမှာဘာလို့ဆို Order of the Dragon ရဲ့ unit တွေ melee unit တွေကတော်တော်ပါတယ်ပေါ့နော်ဒါပေမဲ့ဘယ်လို timing နေနဲ့ဘယ်လိုဆက်ဖြစ်သွားလို့ဆိုတော့ဆက်လက်စောင့်ကြည့်ရမယ်လက်ရှိချိန်မှာတော့ကဒီ Mr. Doai ကလည်းဒီ Ali H2 ဆိုတာနဲ့စပြီးတော့ကျုံတဲ့လူမျိုးဖြစ်တဲ့အတွက်ပေါ့နော်ဒီ battle လေးကဘယ်လိုလေးဖြစ်သွားမလဲဆိုတာတော်တော်စိတ်ဝင်စားဖို့ကောင်းနေစိတ်ဝင်စားဖို့ကောင်းနေပါပြီခင်ဗျနောက်နှစ်ဖက်လုံးကတော့ဒါသူတို့အနိုင်ရဖို့အတွက်ဘာမှမဆိုလုံမှာပေါ့နော်Mr. Doai ကြီးတဲ့သူပြောရင်းဆိုရင်လည်းပဲအာချာတောက်လျှောက်ပေါ့နော် on the Q point လောက်ထားတယ်ဒါတော်တော်လေးဟိုမှဘယ်လိုပြောမလဲပြိုင်ဆိုင်ပြင်းထန်မှုများဖြစ်သွားမလားဟိုကအာချာတောက်လျှောက် Q အလောက်ထားတယ်တောက်လျှောက်ပဲဆိုလို့ပေါ့နှစ်ကောင်တော့ထွက်လာပြီသူဘယ်လောက်များထပ်ပြီး Q အလောက်ထားမလဲ resource buy မှာတော့အပေါ်မှာကြည့်မယ်ဆိုလို့ရှိရင်တော့တိတ်ပြီးတော့ရွှေဘက်ကိုအဦးစားမပေးတော့ဘူးဆိုလိုတာက H2 နဲ့ပဲသူ့ရဲ့ aggression ကိုစတင်ပြီးတော့ဖန်တီးတော့မှလားတစ်ဖက်မှာလည်း Order of the Dragon ရဲ့ဒီ H3 timing ကလည်း
တော့ရွှေကပြေသွားပြီအသားပဲလိုရတယ်ပေါ့နော်ဆိုတော့အသားပြေဖို့အတွက်ထပ်မံစောင့်ဆိုင်နေရလားဆိုတာကိုပဲချက်ကြည့်ဖို့ရမယ်။အိုးဒီဘက်ချမ်းတီအောင်လာဖမ်းတယ်ဆိုတော့သူ့အနေနဲ့တော်လေးကိုမှမြေကြီးပေါ်မှာရှိတဲ့ resource တွေကိုအဓိကဦးထားပြီးတော့ကိုယူထားတာကိုမြင်တွေ့ရတယ်ပေါ့နော်။ဆိုတော့ wall တော့ခတ်လိုက်ပြီ။ wall ကြီးကတော့တော်တော်ကောင်းတယ်ခင်ဗျာဒီ wall ကြီးကတော့ဒီလိုခတ်လိုက်တော့ကြောင့်ဒီ managing တိုင်းတော့လာလို့မရတော့ဘူး။ဒီဘက်မှာထပ်ခတ်ထားရဆိုတော့ဒါတော်တော်လေးကိုမှ safety wall ပေါ့နော် super safety wall လို့ကျွန်တော်ပြောလို့ရတယ်။ဟုတ်ပြီဆက်ကြည့်အောင်ဘာလဲဆက်လုပ်လဲဆိုတာအဲ့တော့ ဒါဖက်ကလည်းအခြေအနေမျိုးမျိုးအတွက်ပေါ့နော်ပြင်ဆင်တဲ့သဘောနဲ့ပဲဒီ wall ကိုအရှိကြီးခတ်ပလိုက်တာပေါ့ resource investment ကတော့များတယ်ပေါ့နော် defend တော့ okay ဆိုတော့အသားထောက်နေရရွှေ6ပြေသွားပြီဆိုတော့ကသူဘာ building သွားမှာလဲပေါ့ချက်လက်စောင့်ကြည့်ရမယ်အရှိချိန်တည်းကတော့သူ worker တွေတော့ဘာမှတော့မစီမံသေးဘူးရွှေကတော့ over population ဖြစ်နေပြီ okay Belgrade Palace okay Belgrade Palace ဒီ Belgrade Palace ရဲ့အာနိသင်ရပါတယ်ဆိုလို့ရှိရင်သူ့အနေနဲ့ unit protection က 400% ပြန်ဆန်သွားမှာဖြစ်ပါတယ်ဆိုတော့ကတော့သူ့ရဲ့ unit protection တွေကမကြခင်အချိန်အတွင်းမှာတောက်လျှောက်ပဲဆိုလို့ရောက်လာနိုင်မယ်လို့တော့ကျွန်တော်ယူဆတယ်ဒီ Belgrade Palace ကမြင်တွေ့ရတဲ့အတိုင်းမှာ influence မှာဒီဟုတ်ပါဒီသူ့ရဲ့ production တွေမှာတွေ့ရပဲ35% faster 35% cheaper အဲ့တော့မှာ production က 400% ပြန်တယ်ဆိုတော့အဲ့ဒါကြောင့်မလို့ဒီ Belgrade Palace အောက်မှာထုတ်သမျှ unit တွေအကုန်လုံးကဈေးလက်တက်တာပဲတစ်ချိန်တည်းမှာတဲ့ပို့ပြီးတော့လဲမြန်ဆန်တိကျလုံးနဲ့ production တွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျဆိုတော့တော်တော်လေးကိုမှစိတ်ဝင်စားဖို့ကောင်းနေပါပြီဆိုတော့က H3 time rush ကတော့ Strickler on fire တဟုန်ထိုးကြီးကိုမှမြန်ဆန်သွားလုံးပါပြီ worker ကောက်မှာပေါ့တော်တော်လေးကိုမှနဲတယ်ဆိုပေမဲ့ကဲရပြန်ဒီ review ကဒီစနစ်ကြီးတာအဆင်ပြေသွားခဲ့မယ်ဆိုလို့ရှိရင်ဒါထိမ့်သိမ့်ဖို့တော့တော်တော်လေးခံမယ်ခင်ဗျပေါ့ဆိုတော့ तू က H3 unit ကြီးနဲ့ H2 ကိုလာပြီးတော့ကျူးကျော်မှာလေအဲ့တော့မှန်ဟောတော်တော်လေးကိုမှစိတ်ဝင်စားဖို့ကောင်းနေပြီ okay Belgrade Palace ပြီးသွားပြီဘာဆက်ဖြစ်မှာလဲ Manenom okay Manenom ပဲတောက်ချောက်ရဆိုလို့စပန်နာရဲ့သူ့ရဲ့ vision ကိုချက်ကြည့်အောင် vision မှာတော့ဒီနိုင်ပဲမြင်နေရတယ်နော် तू ဒီတိရောသွားရတယ်ဒါပေမဲ့ဒီ scout တော့ तू ရှေ့မလွတ်ထားတဲ့ခါကျတော့ဒီ wall တော့မပြီးသေးဘူးခင်ဗျ wall မပြီးသေးဘူးဆိုတော့ဆက်လက်ပြီးတော့ချက်ကြည့်ရမယ် ဟိုကလည်းမမြင်သေးဘူးပေါ့နော် မမြင်သေးဘူး yes ကဲ Manenom တွေထွက်လာပြီဆိုလိုတာက Manenom တွေကိုဖြည့်ရှင်းဖို့အတွက်တော့ Mr. Noah ကြီးမှာ unit မရှိဘူးဒီ unit ကများရလို့ထင်ရတော့ညာလည်းပဲ Manenom တွေကို counter ဖို့သူ့အနေနဲ့ကောင်းမွန်တဲ့ unit composition ရတော့မရှိဘူးခင်ဗျ first Manenom ကတော့ပြေပေါ်ကနေတော့တော့ပြီးဆိုလို့ပဲလမ်းလျှောက်ထွက်လာပြီ second Manenom လည်းလာပြီ third fourth fifth အကုန်လာမယ်ဟုတ်ပြီနောက်ကွယ်မှာသူ walker protection oh wow we borrow အကုန်လုံးပဲသူတခုမကြံ K တွင်းစေကြီးကိုသူ H3 အရောက်မှာအကုန်လုံးကြီးထိုးလိုက်တာခင်ဗျ oh my god what a play what a background micro play bro ပြန်ပြီးရွှေကိုလည်းပြန်ပြီးတော့သူတိတိကျကျပဲပြန်ထားရတယ်ပေါ့နော်6ရောက်မှပြထားတယ်ကျန်တဲ့လူတွေကိုအသားနဲ့တစ်မှာလုံးဝပဲကောင်းကောင်းမွန်လေး rocket ထားတယ်ဆိုနောက်ပြီးတော့ဒီအားချမ်းချက်ပဲအောက်မှာ fan တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့မှမြန်ဆန်တော့နဲ့ worker production နဲ့ worker ဒီ investment တွေမြင်တွေ့ရလာနေမှာဖြစ်ပါတယ်ပြောရင်းဆိုလိုပဲဒီမှာကျွန်တော်တို့ first Manenom အနေနဲ့ဘယ်ကိုသွားမှာလဲကျွန်တော် wall ကိုတော့အသေးခတ်လိုက်ပြီဆိုတော့ဒီမှာတော့ space လေးနည်းနည်းလေးကြံသေးရယ်မှီပါမလားသူမှီပါမလားပေါ့နော် ဟုတ်ပါလေဘာညာဟိုကဂျန်ဂယ်ရလေ သူမှီပါမလားဆိုတော့ဝင်တော့ဝင်သွားပြီ worker တယောက်ကိုတွေ့ရခုတ်နေပြီဟုတ်ပြီဒါနည်းနည်းလေးတော့တခုခုပဲ okay first worker down Manenom လာပြီ Manenom နဲ့ဒီကောင်တွေနဲ့ရှင်းချမယ် look at this Manenom bro အဝဝင်ပလေးပါပါတယ်ဟာသူ့ရဲ့ဘက်ထဲမှာ okay ဝီဝင်ပလေးပါပါတယ်ဆိုတော့နောက်မှာတော့ဒီ Manenom ကတော့တော်တော်လေးကန်ဆိုးဝါးကိုပြောလို့ရတယ်ပေါ့နော် first Manenom ကတော့ worker တယောက်နဲ့တော့ရှင်းနေထားတယ် second Manenom ဘာဆက်လုပ်လဲချက်ကြည့်အောင်ဆိုတော့ wall ရတလို့ခတ်ထားရကြတော့ဝင်ဖို့အတွက်ကတော့နည်းနည်းလေးတော့ခတ်တယ်ပေါ့နော် Manenom နဲ့တောက်လျှောက်လွတ်ထားတယ်ဒါပေမဲ့ဒီမှာ wall ခတ်လိုက်ပြီဆိုတော့တော်တော်နည်းနည်းလေးတော့ခက်ခဲရှိတယ်နောက်ကွယ်မှာပါလို့ထားတယ် wall ကမှာ okay archer building နှစ်ယုံဆက်ပြီးတော့စောက်ထားတယ်ပေါ့နော်okay Manenom ဒီမှာထောက်ဝင်လာပြီ Manenom တွေကတော့ဒီမှာပတ်လေမှာရှိရဆိုပေမဲ့သူเนี่ยဝင်ပေါက်မရှိတော့အနေငယ်လေးရောခက်ခဲသွားပြီဒါပေမဲ့ဒါရောက်တက်ခဲ့လို့မရဘူး okay Manenom မှာခုတ်နေပြီ oh my god တတိမထားမိဘူးနဲ့တူပါတယ် oh my god ဒီဘက်ချက် oh my god ဒီ Manenom တွေကိုဘလို့မှရှင်းချလို့မရပါဘူးဒီ Manenom တွေက H3 unit တွေပါ
လုံးဝမှာပါတယ်လုံးဝမှာပဲအဲ့တော့မှဝင်ပလေးကလိုက်ကိုက်နေပြီဆိုတော့ oh my god Strickland on fire အနေနဲ့သူ့အနေနဲ့ကောင်းမွန်တဲ့ engagement နဲ့အတူပဲ man and နောက်ထပ်9ယောက်ထပ်ရောက်လာပြီးဒီဘက်မှာတော့ wall တော့ပြန်ပြီးတော့လုံပေးထားကြဗျဆိုလိုတာကဒီထဲကိုပြန်ဝင်ပြီးတော့ပဲသူ့ရဲ့ unit တွေကိုတော့အထက်ပြန်ထည့်ထားလို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီ wall ကြီးခံထားတဲ့အတကြောင့်မလို့တော့သူ့အနေနဲ့ဘာမှတော့ထွေထွေဆက်လုပ်လို့မရဘူးနောက်ကမှာ production တွေအနေနဲ့တော့ archer တွေအများကြီးထုတ်ထားတယ်ပေါ့နော် archer တွေထွက်တယ်ပြောမလို့ဆိုတော့အနေငယ်လေးတော့ fire power လေးရပါမယ်နောက်ကွယ်မှာအနေနဲ့ Strickland on fire oh my god တောက်ရှော့ပဲဆိုပြီး archer လွှတ်ထားတယ်ခင်ဗျ Walker production 34ကုန်ပြန်ကြီးသွားပြီအကုန်ပြန်ကြီးသွားပြီ Walker supply army supply အကုန်ကြီးသွားပြီပိုကောင်းတာကပြောပြလို့ရှိရင်တော့ Strickland on fire H3 ဖြစ်တဲ့အကြောင်းမလို့အကယ်၍များ wall လေးတစ်ပေါက်ပဲကပေါက်သွားမယ်ဆိုလို့ရှိရင်တော်လေးကိုမှဒါအခွင့်အရေးဟာဝိုင်းခင်ဗျ မှန်လေ လာမယ်ပပလာမယ်ခဏမိမိုင်းနော် အဲ့တော့ မိမိုင်း wall တော့ man and arm နဲ့တောက်လျှောက်ပဲဆိုလို့ဒီမှာလည်းနည်းနည်းရှိသေးတယ်ဒီမှာသူဝင်ပလေးဝင်ကိုက်ခံလို့တဲ့ဟာတော့ဝင်ပလေးကိုက်ခံနေတော့နည်းနည်းလန့်သွားတယ် okay ဘာဖြစ် okay man and arm နဲ့ man and arm ခေါက်10ကောင် oh my god man and arm 10ကောင်ဒီ man and arm 10ကောင်ဖြည့်ရှင်းမှုအတွက်လုံလောက်တဲ့ unit composition ရတော့ကျွန်တော်အနေနဲ့ Mr. No IQ အင်္ဂလိပ်တက်မတော်မှာရှိမယ်လို့တော့ကျွန်တော်မထင်ဘူးပြောရင်းနေတန်းလဲမှာပဲ first upgrade ကိုတော့ကျွန်တော်သွားလာတော့ melee upgrade နဲ့အတူပဲ rage defensive ပါသွားရတယ်အရန်ကောင်းမွန်တဲ့ရွေးချယ်မှုသူ့အနေနဲ့ man and arm များနေတဲ့အတွက်ကြောင့်မလို့ attacking upgrade ကိုပို့ပြီးဦးစားပေးရတော့မြင်တွေ့ရတယ်နောက်ခွဲမှာကျွန်တော်တို့ဒီ archer protection ရတော့နည်းနည်းရက်သွားရပါတော့လို့တော့ထပ်လို့နေပြီပတ်စံကောင်းကြည့်မယ်ဆိုရင်တက်ကတော့တနေ့လေးလှိုနေရပါတော့ရွှေနဲ့အသားအရန်များရတယ်တောက်လျှောက်ပဲ man and arm တောက်လျှောက်ဒီစပန်းထားတယ်ခင်ဗျ holy shit ဒီဝင်ပလေးကအဲ့တော့ပို့ပဲကျွန်တော်ဒီ AOE 4ဆော့တဲ့အခါမှာတော့ဒီဝင်ပလေးနည်းနည်းလေးတော့အာရုံနောက်တယ်ပေါ့နော် damage ထွက်လာဆိုလည်းမထွက်ဘူးဒီတိုင်းသူ့ကိုစိတ်တော့ကလိုက်ပေးတာ မှန်အလီကွယ်လေးပေါ်လာရင်တဲ့မှာဘာလဲပေါ့ ဒါပါပဲ okay first upgrade အနေနဲ့ကျွန်တော်ဒီမှာဒါပြီးတော့ပဲ agriculture ဟိုကထပ်သွားတာဆိုရင်နောက်မှာတော့သူ့အနေနဲ့ oh my god ညာဘက်မှာတော့ကြည့်မယ်ဆိုရင်တော့သူကဘယ် upgrade တွေပြီးရတယ်တော့ကြည့်လို့ရတယ်ဒါပေမဲ့ Strickland on fire ရဲ့ upgrade queue ဝင်ပါတော့ချက်ကြည့်လိုက်ရပါတော့ချက် show လိုက်ပါတော့အကုန်လုံးကြီးကိုတစ်ချိန်တည်းကိုသွားလာတာတော်လေးကိုမှဟုတ်တယ်တစ်ချိန်တော်လေးကိုမှတီးကြတေးသက်လုံးနဲ့ကစားပုံလို့တော့ပြောလို့ရတယ်လောလောဆယ်အချိန်တီးရတော့ Mr. Doan Q သူ့အနေနဲ့လာရောက်ပြီးတော့ကျူးကျော်ခံရမှာကြောက်ဒီ unit တွေအများကြီးကို resource တွေ invest ထားတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ HD time တော်လေးကိုမှဝေးသွားပြီ Walker production rate ကလည်း39နဲ့40ပေါ့နော်39 Walker production မှာဟိုဖြစ်သွားပြီဆိုရင်အနောက်မှာmy ဒီ battle ကတော့အဖွင့်မှာတော့ investment ဘိုင်းမှာတော့ Mr. Doan Q တော်လေးကိုမှများပြားလုံးနဲ့ investment လုပ်ထားရတယ်ပေါ့နော်ဆိုတော့ဘာဆက်ဖြစ်မလဲချက်ကြည့်အောင်တော့ army supply မှာလည်း31နဲ့39နဲ့ဆိုတော့တိတ်ပြီးတော့မနီးများတယ်တူပဲဆိုပေမဲ့အကယ်၍များရှင်ချလာနိုင်မဲ့အနေထားရောက်လာမယ်ဟေးဆိုလို့ရှိရင်တော့အာမန်ဒီ army composition ကြီးကတော်တော်လေးကိုမှပြတာလို့ねကျွန်တော်တစ်ဖက်မှာလည်းဒီ AI ရဲ့ prediction ကိုကြည့်လိုက်တဲ့အခါမှာလည်း AI က Strickland on fire ပဲပို့ပြီးတော့ score point ပို့သွားထားတယ်ပေါ့နော်ဆိုတာကအကယ်၍များဒီပွဲမှာကျွန်တော်တို့ဒီတိကျလေးကစားပြီးတော့မသရိုးဆိုလို့ရှိရင်တော့ Strickland on fire တော့တော်တော်ကောင်းပုံနဲ့ဟိုပါပဲ okay ကျွန်တော် H3 မှာတော့ white tower လေးကိုတော့2ယောက်တည်းနဲ့တင်ထားတယ်ပေါ့နော်2ယောက်ကတော့တော်တော်လေးနဲတယ်ခင်ဗျာသူ့အနေနဲ့ပို့ပြီးတော့ you call ပြီးတော့တင်တဲ့တယ်ပေါ့နော် okay ထုံးတယ်တော့ဝင်ပလေးခိုင်းနေပြီ white tower အမှဆောက်တဲ့ဘောလော့အနေနဲ့ဘယ်လိုမြင်လဲဗျ ကောင်းပါတယ်ဘာလို့ဆိုတော့လောဆယ်မှာတော့ holy ဒီ all of the dragon အနေနဲ့ကတော့ကျွန်တော်အနေနဲ့အဲ့ကိစ္စမျိုးဒီဟာစိတ်ဝင်စားလို့ခင်ဗျာဒါလေးခဏဆက်ကြည့်မယ်ပြင်ဆက်ပြောမယ် ဒီဟာလေးများတည်သွားမလား ဒီဟာလေးများတည်သွားမလားဟုတ်တယ်ကျွန်တော်အဲ့ဒါကိုစိတ်ဝင်စားရတယ်ဖွေးရတော့တောက်ကြိုက်နေဘေးနားလည်းကြောက်ကြောတင်နေ โอเคအေးဟုတ်ပြီဆက်ပြောမယ် white hour position ကကောင်းတယ်ဘာလို့ဆို all of the dragon က तू ကဒီကနေပြဖောက်ဖို့ကြိုးစားနေတာဗျအဲ့ခါကျတော့ white tower ရဲ့အခန်းစဲအကူကြီးနဲ့အတူပဲတော်တော်လေးကိုမှကောင်းမွန်တဲ့ fire power ပေးမယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့သူ့အနေနဲ့တစ်ဖက်လူရဲ့ H3 timing ကိုမသိရဲ့အတွက်ကြောင့်မလို့ဒါ तू တွားရောက်တိုက်ခိုက်တဲ့မသိကတော့တွေ့ဝင်နေစေဖြစ်တယ်ခင်ဗျတွားရောက်တိုက်ခိုက်ပါလေ ဒါဟိုဂျန်ကယ်ရဲ့သဘောတရားတိတ်မသိဘူးဗောနော်ဒါမှမြေခွဲတော့ short ကိုက် အဲ့ပြောတာတောက်လျှောက်ပဲဆိုလိုပဲ upgrade သွားတာတဲ့ upgrade quality မှာတော့ Strickland fire ကို inverter မှာအပေါ်စီးအသာစီးကနေတိုက်ခိုက်အောင်ပြင်တွေ့ရတယ် okay သူဘယ်ချိန်မှသွားတိုက်မှန်းဆိုတော့ကျွန်တော်ရင်ခုံးလို့ army supply အရန်ယူမှာဟာလွန်းလို့ပါတယ်ဟာလွန်းလှပါတယ်
တောက်လျှောက်ပဲနောက်က Belgrade unit တွေရဲ့ man and arm တွေရဲ့ production အနောက်မှာတောက်လျှောက်ပဲဆိုလိုပဲလွှတ်ထားတယ်တော်တော်လေးကိုမှဒါ army composition ဘိုင်းမှာတော့ Strickland fire အိမ်မတန်မှတာလုံးတယ်ပေါ့နော်ဒါပေမဲ့သူ့အနေနဲ့ကတော့လက်ရှိချိန်ထိကတော့ဘာမှဖေးထူးမလုပ်ဘူးအငြိမ်လေးပဲစောကစားတာတယ် Walker production အနောက်မှာတောက်လျှောက်လွှတ်ထားတယ် Walker ကောင်းက45 49ဆိုတော့တူတူပဲနှစ်ယောက်လုံး Walker တော့တဆုံးနေ Q ရတယ်ဒါကောင်းမွန်တဲ့လက္ခဏာပေါ့နော် AOE 4ကစားမယ်ဆိုရင် Walker အရင်ကြီးကြီးရယ်ဆိုတော့လက်ရှိချိန်ထိကတော့သူတကားလေးရောပြန်ဆောက်ဖို့လိုမယ်မဟုတ်လို့ရှင်တော့ဝင်ပေါက်မရှိတော့မှဖြစ်သွားဆိုပတ်လာနေရတယ်โอเคတကားဆောက်လိုက်ပြီ very good okay ဒီမှာတော့နှစ်ယောက်သားဒီမှာတော့စကောက်ရှိရ Strickland fire စကောက်ရှိရအဲ့ဒါကြောင့်မလို့ဒီမှာတော့ဒီ battle မှာတော့ Mr. Noah ယူတော်တော်လေးအငိုင်းမိပါတယ်တွေ့ရတောက်လျှောက်တွေဆိုတော့ခုတ်လာပြီဆိုရင်အနောက်မှာ upgrade ကို show လိုက်ပါအောင် upgrade က +2 weapon melee +2 rage defense ဆိုရင်အနောက်မှာဘလို့မှရှင် fight လို့မရပါဘူးခင်ဗျာဘလို့မှရှင် fight လို့မရပါဘူးသူတွေပြန်ပြေးသွားပြီဆိုရင်အနောက်မှာပဲတယောက်ပြီးတယောက်အာချာရဲ့နောက်ကနေပြီးတေးနေရပေါ့နော်အာချာကောင်းက English Empire မှာ28ယောက်ရှိရဆိုပေမဲ့ဒီ army ကိုဖြည့်ရှင်းဖို့အတွက်သူ့မှာလုံလောက်တဲ့ Empire မရှိတဲ့အတွက်ကြောင့်ပဲရေးနှိမ့်မှာကိုစိုးရိမ်တဲ့အတွက်ကြောင့်မလို့ပြန်ပတ်ထားတယ်အနောက်မှာ man and arm တွေပြန်ပတ်လာပြီဒီ man and arm တွေကပါလာတယ်ဆိုပေမဲ့ဒီ battle မှာတော့ဒီ Strickland fire ရဲ့ upgrade တွေကတော်တော်လေးကိုမှဟိုးထောင်နေပြီခင်ဗျထပ်ပြီးတော့ပဲ +1 range weapon သွားထားတယ်ဒါကောင်းမွန်တဲ့ weapon composition တွေအတူ weapon upgrade တွေအတူပဲ Strickland fire တော့ on fire တော့ဖြစ်နေပြီဒါပေမဲ့သူ့အနေနဲ့ကျွန်တော်ပြောလို့ပဲမသရိုးဖို့လိုရတယ်ကောင်းအောင်မဆုံးစားဖို့လိုရတယ် battle run တွေမှာပါလာပြီဆိုလိုတာကတိုက်စစ်အဖွင့်တော့ Strickland fire အရင်ဦးဆုံးဦးဆောင်မယ်ပေါ့နော် wall ရလဲတစ်ပတ်လုံးပိတ်ထားရဲဆိုတဲ့နောက်မှာတော့အနောက်ကနေပြီးတော့ဝင်နှိုက်ဖို့တော့မလွယ်ဘူးတစ်ပတ်လုံးတော့သူတို့ wall ရတယ်ဒါပေမဲ့ဒီမှာနည်းနည်းတော့လွတ်နေတယ်ဒါပေမဲ့အဲ့ဒီအပေါ်မှာတော့ Mr. Noah ကျူ England Empire တော့သိမလို့ကျွန်တော်မထင်ဘူးပေါ့နော်ကဲ battle ram 3 စီးနဲ့အတူပဲ ရခုံရချင်းတော့ရရှိလာပြီ ပြင်သွားရှင် Oh my god battle ram တွေကို Oh what a play battle ram တွေကိုထဲလိုက်ပြီဒီဘက်ကျမှ Mr. Noah ညဝင်လဲဖို့ကြိုးစားတယ်ဒါပေမဲ့စကန်ချင်းရှင် trade မယ်ဆိုလို့ကျွန်တော် Mr. Noah ကျူနည်းနည်းလေးရခံတာဒီ white tower ရဲ့ကူကြီးတော့ခံတာကောင်းခံတာနိုင်တယ်ဒါပေမဲ့ပေါ့နော်သူ့အနေနဲ့ဓာကြီးကိုတတိထားမိမှာလားတောက်လျှောက်တယ်ဆိုပေမဲ့ man and arm နဲ့တူပဲတောက်ရောက် Holy Roman Empire ဝင်လာပြီစကန်မှာတိတ်ပြီးတော့ကောင်းမွန်တဲ့ unit တော့အကုန်စမရှိဘူး OP okay alright ဝင်သွားပြီOP ဘာဆက်လုပ်မှလဲဘာဆက်လုပ်မှတောက်လျှောက်ပဲဆိုလာဝင်လာပြီဒီဘက်ချက်မှာ unit ကလည်းဒီလိုပြန်ပြောင်းဝင်လာ Oh my god base trade versus base trade ပေါ့နော်ဒါပေမဲ့သူ unit တွေကမထုတ်သေးဘူး Okay ထုတ်တဲ့ခလုတ်ပြောင်း ထုတ်ရလို့ပြောင်းနေရလားတေယုံတော့မှာပဲ Oh ရတယ်မတီလဲဘာမှမဖြစ်ဘူးထုတ်ပလိုက်တယ် Okay no problem ဒါပြီစားပြီ no problem Okay no problem ခုတ်ပြီဟုတ်ပြီဒီမှာလည်းစကားမှာ unit တွေအများကြီးပဲဒီဘက်ချက်မှာလည်းစကားမှာ unit တွေအများကြီးပဲဘာဖြစ်ကုန်မလဲ base trade versus base trade တော့ခုနကောင်တော့ကြံသေးရ Oh my god တော်တော်ကြီးရတယ်ဟုတ် Oh my god ဒီဘက်ချက်မှာဒါပေမဲ့ဒီမှာခုမှ defend ဖို့နည်းနည်းလေးရှိရယ်ဒီမှာနည်းနည်း defend ဖို့ရှိရယ်နောက်မှလည်းတောက်လျှောက်ပဲဟိုဟာလေးရှိရယ်ဆိုတော့ဒါဒီမှာလည်းအများကြီးကြံသေးရယ်ဆိုတော့ကအကဲ၍တိတ်ချာလေးပေါ့နော်ကျွန်တော်တို့သတိထားမယ်ဆိုလို့ရှိရင်တော့အဆင်ပြေသွားလိုက်နိုင်တယ်ဒီမှာလည်း battle မှာတောက်လျှောက်တွေဆိုလို့ဖြစ်နေဆိုရင်အနောက်မှာဒီ battle run ကဘယ်ကိုဦးစားပေးပြီးသွားမှာလဲ battle run ကတော့2စီးပဲရှိရောက်တယ်ပေါ့နော်ဒီမှာလည်းတောက်လျှောက်ပဲဆိုလို့ unit တွေတောက်ပါဒီမှာလည်းချနေပြီ Oh my god ပြောရမှာတော့တော်တော်လေးကိုမှခက်ခဲလွန်းလာနေပြီပေါ့နော်ဒီမှာလည်း unit တွေအများကြီးရှိရယ်ဒီမှာလည်း unit တွေအများကြီးပဲ battle run ဘယ်သွားမှာလဲကျွန်တော်မသိဘူးတစ်စီးပဲရှိရတယ်ဒီမှာလည်း unit တွေအများကြီးသေကုန်ပြီဒါပေမဲ့ upgrade quality ဘိုင်းမှာတော့ Strickland fire အနေငယ်လေးတာတယ်ပေါ့နော် unit တွေကလည်းဒီမှာလည်း walker တယောက်သေကုန်ပြီဒီကောင်တွေမခေါ်သေးဘူးသူနဲ့ဒီကောင်တွေခေါ်ပြီးချမယ်လို့ညဆင်ပြေနိုင်တော့တယ်သူလည်းနှစ်ဖက်လုံးကဟိုဘက်ဒီဘက်တွေရန်ဖြစ်နေရဒါပေမဲ့ defensive အပိုင်းမှာတော့သူမသားကိုအာသူပါပဲခင်ဗျသူမသားအာသူပါပဲဆိုရင်အနောက်မှာတော့walker တွေတော့ Mr. Noah ကြီးကအထက်ကိုပြန်ခေါ်ထည့်ထားရပေါ့နော်ဒီဘက်မှာလည်း unit တွေအများကြီးပို့သေးတယ်သူ့အနေနဲ့တတိမထားမိဘူးဗျဒီမှာ unit တွေအများကြီးရှိရယ် come on ခေါ်ချ brother come on ဒီမှာလည်း battle run ဆောက်လိုက်ပြီဒါတော်တော်လေးကိုမှ entertainment ဖြစ်လို့နေပွဲတစ်ပွဲ မှန်တယ် battle run ဆောက်လိုက်ပြီဒါပေမဲ့ unit တွေကပတ်ပြေးနေတယ်ဒီမှာပေါ့နော်ဟိုမှာပေါ့နော်ဒါပေမဲ့ unit တွေကဒီလိုမျိုးမတ်တက်ကြီးရက်နေရတော့မကောင်းဘူးခင်ဗျဒါတော်တော်လေးကိုမှ entertainment အပြည့်မဲ့ဆိုပေမဲ့ okay ဒီဘက်မှာတော့သူ unit တွေပြန်စုထားတယ်ပေါ့နော်အာချာတွေကိုဟိုရှိပို့လာတယ်အနောက်မှာထပ်မံပြော barrel 3လုံးဆောက်ထားတယ်ပေါ့နော် resort collecting မှာဖြစ်တယ်ပြောရွှေတော့တိတ်မရှိတော့ဘူးဒီဘက်မှာလည်းအသားမရှိတော့ဘူးဆိုတော့ကအသားမရှိရကရွှေမရှိရတဲ့ပိုစောက်တနာတက်တယ် Oh my god ဒီမှာလည်းစခန်းအောင်လေကြေမော့နေဖြက်စီးနေပြီဒီဘက်မှာလည်းရောက်လောက်လေခံချနေပြီဆိုတဲ့မှာတော့ battle run 2စီးဘယ်လောက်ထိများ
ကျွန်တော်တို့ကောင်းမွန်တဲ့ damage တွေပေးနိုင်မှာလဲဒီ unit တာအကယ်၍များစကန်ကိုပြန်သွားမယ်ဆိုလို့ရှိရင်တော့တော်တော်လေးကောင်းမွန်တဲ့ရွေးချယ်ပြီးဖြစ်သွားမယ်ဆိုပေမဲ့သူ့အနေနဲ့တော့လက်ရှိအချိန်မှာတတိမထားမိသေးဘူးသူ့ရဲ့ဒီဘက်မဲနေရဒီဘက်စကန်ကိုပဲမဲနေတယ်ဒီဘက်ကိုသွားတယ် ကျော်လို့ဘာလင်ဖုံးတယ်ပြောကြ အဲ့လိုဖြစ်နေပြီဒါပေမဲ့ဒီမှာသူလောက်အောင်မှာတစ်ခုပဲရှိတယ်ကျွန်တော်အနေနဲ့တုံးတမယ်ဆိုလို့ရှိရင်တော့ဒီ defense ကိုကောင်းကောင်းမွန်လေးကာကွယ်ထားနိုင်ရပြီဒီ defense ကိုကောင်းကောင်းမွန်လေးကာကွယ်ထားလိုက်လို့ရပြီဆိုလို့ရှိရင်အဆင်ပြေသွားပြီဒါပေမဲ့သူ့အနေနဲ့အော် unit တွေအများကြီးဒီမှာမတ်တက်ကြီးရက်နေရကိုလူကြီးဒီမှာလည်းမတ်တက်ကြီးရက်နေရ group တစ်ခုပေးတာအဲ့ group နဲ့ပဲဒါဆိုကြိတ်နေတာမသိ ကျွန်တော်လည်းကျင်တယ်ဟိုလဲလိုပဲထင်ပြီးရပေါ့နော် okay ဖြတ်ပြပဲသူအနေနဲ့ဟို emergency repair တော်တော်လေးကိုကောင်းမွန်တဲ့ response ပေါ့နော် emergency repair က Holy Roman Empire နဲ့အတူ Aura the Dragon မှာပါတဲ့ ability ဖြစ်တယ်ဒီတောင်းစံတာပတ်ပတ်လေးပါရှိသမျှ building အကုန်လုံးကို walker မလိုပဲနဲ့ဟိုတွေးတဆုံးပေါ့နော်ပြန်ပြီးတော့ heal ပေးတဲ့ ability ဖြစ်တယ်အော် okay သူပြန်ပြီးတော့ပဲဒီမှာရှိတဲ့ unit တွေနဲ့အတူပဲပြန်ပြီးတော့ defend ထားတယ်ဟုတ်ပြီဒါတော်တော်ကောင်းမွန်တဲ့ဒါ play style လို့ပြောလို့ရပြီဒီဘက်ချမ်းမှာလည်းသူတောက်လျှောက်ဆိုလို့ပဲ aggression push တွေလုပ်ထားရပေါ့နော်ဒါပေမဲ့ army supply ကိုကြည့်လိုက် look at the army supply 82နဲ့21ဒါပေမဲ့သူမှဒီမှာရှိတဲ့ unit တွေကပတ်သက်ကြီးရက်နေရအဲ့တော့အဲ့ဒါနည်းနည်းလေး issue ဖြစ်နေရဒါပေမဲ့လည်းဒီဘက်မှာပြန်ပြီးတေချာကောင်းမွန်ဆုံးလေးပြန်ပြီးတော့ defend ထားရဲဆိုတော့ဒီ aggression push ကတော့နားလိုက်ရပြီ aggression push ကတော့ okay ဝါရပေါ့နော်ဒီဘက်မှာတော့ second လေးကတော့အဆင်ပြေသွားပြီဒါပေမဲ့ဒီဘက်ချမ်းမှာဘာကြီးဆက်လုပ်မှာလဲသူ့အနေနဲ့ဒီဘက်တောက်မှာသွားပြီးတော့ဘာလဲတော့ကျွန်တော်လည်းမပြောတတ်ဘူးဘော်ကာတွေကတော့ လိုက်မပြီးတော့ကွက်နေဟုတ်တယ် ဒီဘက်ချမ်းမှာတော့ oh my god ဝါကာတွေကိုပြန်ပြီးတော့ပဲ Archer Palace ကိုပြန်ပြီးတော့ပြင်ထားနေဆိုရဲအနောက်မှာ Archer Chapel ကတော့ကျွန်တော်တို့ save ဖြစ်သွားပါပြီ so which means the aggression push ကတော့ Mr. Noaji ဘက်ကရပ်တန့်သွားပြီဒီဘက်ချမ်းမှာ oh guys Aura the Dragon နိုင်ပြီလားမသိဘူး look at the supply 100 versus 38 38 supply နဲ့ supply 100နဲ့အဲ့ဒီအောင်မှာ walker တွေကဒီဘက်ချမ်းမှာ level စိုက်နေရလုံးဝအသား protection မရှိဘူးဒီမှာဒါတော့တနေ့ချေးနေတဲ့စသားလေးအများကြီးရှိရစကန်ဘက်မှာဒီမှာအများကြီးပဲချေးနေရသူ့အနေနဲ့ချေးနေတာချေးတဲ့ပြင်မှာဒီမှာ 1v စစ်တောင်မှာရှင်းမချတော့ပြန်ခုတ်ပြီ okay ဒီစစ်တော့ရှင်းမ အာနာလို့ထင်ပါတယ်ဝါကာတွေတောက်လျှောက်ပြန်ထုတ်ထားမလားโอเคဝါကာတွေကိုပြန်ပြီးတော့ဆိုလိုပဲအာချန်ချက်ပဲပတ်လည်းမှာပြန်ဖမ်းထားရတယ်ဆိုရဲအနောက်မှာသူ့မှာအသားတော့1200တောင်ကျော်သွားပြီပေါ့နော်ဒီဘက်ပစ္စတာကတော့1200 2100ဘာလို့ပို့လဲတော့ကျွန်တော်မသိဘူးကဲဒါမှကိစ္စမရှိဘူးဒီမှာတောက်လျှောက်ပဲဆိုလိုပဲဘယ်တွေတောက်လျှောက်ဖြစ်နေတဲ့ဒီ man and name တွေကိုဖြည့်ရှင်းမှုအတွက်သူ့အနေနဲ့ကောင်းမွန်တဲ့unit composition ရှိမနေခဲ့ပါဘူးပြောနေနေပဲတောက်လျှောက်ပဲဆိုလို့ unit တွေအကုန်လုံးကိုအချိန်ထဲမှာကျွန်တော်တို့ blind to avenger assemble လိုက်ရင်းနဲ့ပဲကျွန်တော်တို့ walker တွေတယောက်ပြီးတယောက်တော့ထိုးကြနေပြီအင်မတန်မှ entertain ဖြစ်လုံးတဲ့ကစားကွက်နဲ့အတူပဲ Strickler on fire မောင်ပါလဲပထမဦးဆုံးသောအောင်မြင်မှုကိုကောင်းမွန်တဲ့ကစားကွက်နဲ့အတူပဲသိမ်းသွင်းတော့မလားသိမ်းသွင်းမှုတော့ရာခိုင်နှုန်းများနေပြီဒီဘက်ချမ်းမှာခေါ်လိုက်စသားတွေကအိမ်သွားထုတယ်ဒီမှာတော့ brand ကတော့ထုနေသေးပဲဒီဘက်ချမ်းမှာတော့ရွာတွေကိုတော့ဘီးရှို့နေပြီလေခွက်တွေကိုတော့ကျွန်တော်တို့ဥပိုင်လောက်လာဆိုတော့ဖြတ်လေခွက်တွေကိုတော့လေခွက်တွေကိုတော့ကျွန်တော်တို့ဟိုဟာလုံနေပြီပေါ့နော်မီးရှို့နေပြီပေါ့နော်အော်ဘောကခေါင်းက30 20ခွန်ဆိုပေမဲ့ Strickler on fire က active money active focus ရှိတယ်ဒီဘက်ချမ်းမှာလည်းသူ့အနေနဲ့ဒီမှာလည်းဒီလိုမျိုးလေးလုပ်တယ်ဒီမှာလည်းရွှေလေးကတ်တိုးလေးဖမ်းနေတယ်အော်ဒီဘက်ချမ်းမှာပါကတ်တိုးလေးသွားနေရကြည့်ပါဦးအိမ်နေတန်းစီပြီးစောက်ထားတာသူ့အနေနဲ့တမြေပုံလုံးမှာအိမ်ပတ်စောက်ထားတာ guys is it ဒီဘက်ချမ်းမှာလည်း oh my god guys ပွဲရတော့အဖြေရတော့ရလက်ထွက်ပေါ်လာပြီလို့တော့ကျွန်တော်ထင်မိရေပေါ့ဗျာဒါမဲ့လက်ရှိမှာတော့မစ္စတာနိုးအန်ကြီးကငါလဲသူ့စခန်းကိုတွားပြီးတိန်းတာပဲသူလဲအဲ့လောက်ထိ unit မထွက်တော့ပါဘူးဆိုရဲထင်မြင်ယူဆချက်နဲ့များဆက်လက်ပြီးတော့ကျွန်တော်တို့စက်ကစားနေလားဆိုတော့ထင်မိရေပေါ့နော်ဒီဘက်ချမ်းမှာတော့ walk cut ပါပြီးတော့tough fan နေပေါ့နော်ဒါပေမဲ့အဲ့ဒါတော့ဒီကနေဝင်လို့ရတယ်အဲ့ဒါတော့ဒီ Aura the Dragon ကတော့မသိသေးဘူးဒါပေမဲ့ကိစ္စမရှိဘူးသူ double chance မှာပြန်ပြီးစုထားတယ်ပေါ့နော်
ဒီကောင်တွေကတော့ဒီမှာအိမ်အောင်ရအောင်ပြီးရှို့တယ်ကျိုးသွားပြီအဲ့တော့ပြန်ငြိမ်သွားပြီပေါ့နော်ဆိုတော့ unit protection ကတော့တိတ်မတွေ့ရတော့ဘူးဒါပေမဲ့သူ့မှာဒီမှာရှိရဲ့ unit နဲ့ပဲအကောင်းဆုံး aggression push ကိုလုပ်ထားမယ်ဆိုပြီးတော့ဒီနေ့ဆုံးဖြတ်ထားရတော့နော်ဒီအချိန်မှာ veteran လေးသာပါလာတော့ကောင်းမယ်ဆိုပြီးသူ့နဲ့တက်ကတိတ်မရှိဘူးဆိုတော့မှ veteran တိတ်ထုတ်လို့မကောင်းဘူးဆိုတော့ဘာပဲလုပ်လဲဆိုလို့ရှိရင်အိမ်တွေပဲmanually မိလိုက်ရှို့ရဲပေါ့နော်အော် veteran မတောင်းနေအောင် ဒီဘက်ချက်မှာလည်း villager ရက်နေပြီ villager တွေကဒီမှာအိမ်ထဲကိုဝင်လိုက်အေးဆေးပဲနော်ဒီမှာပြစ်ဆန်းတွေပြေးသွားတာ oh my god ဟိုသူအခုနေတော့တော့ရောက်တယ်ဘရောဖြစ်စီအောင်ငါတို့လာပြီဆိုပြီးတော့ တူဒါလာကူဆောက်ပေးတာပြီးအဲ့ချိန်မှာဒါပြီးသွားပြီဟိုပြန်ထုတ်တယ် ခဏလေးဟောဒီငါတို့လိုက်လို့ပြရတော့ ပြန်ထုတ်ဟုတ်ပြီပြန်ထုတ်တယ်အကုန်တော့ဖြည်းဖြည်းချင်းထုတ်တာတယောက်ချင်းထွက်ဆိုပြီးတော့ မဘရို မြောက်ဒီရဲ့ အောက်မှာလဲဟိုမှာအပေါ်မှာကုန်ပြီမသိဘူး အဲ့ဒါပြောတာဟေးအောက်မှာလဲပြန်ထုတယ်ခင်ဗျာပြန်ပစ်တယ်ခင်ဗျာအဲ့ရဟေးဒီ3កောဘယ်ကိုချမှာလဲဒီကိုချရောကောင်းတယ်အသေးဝိုက်ဒီကိုမပြေးရဘာလို့ပြေးရလဲတော့မသိဘူး तू လဲတခု idea ရှိလို့နေမှာပါသူလဲ idea ရှိလို့နေမှာပါဟိုလောက်အေးဆေးပါနောက် production ကိုကြည့်လိုက် production မှာကြည့်လိုက်အများကြီးပဲ guys look at this guy မကြည့် oh man manမကြည့် man be တဆုံးထုတ်ထားတာဘာပြီလားမသိပါဘူးဘောကထောက်ထပ်သေးသွားပြီဒီမှာတွန်းလဲတွေကမကြခင်3စီးနဲ့ဖြိုချတာ oh shit manနေပဲ guys man မစေကြီးပဲ3စီးသူ့အနေနဲ့ဆန္ဒရှင်အများကြီးထုတ်လို့ရတယ်ဆိုရင်သူ့ရဲ့ဆန္ဒကိုချက်လောက်ချက်ရှုံးမယ်ပေါ့နော် okay ဝင်လာပြီဆိုရင်အနောက်မှာတော့ white tower ကြီးကတော့ပေးစားဖို့ရှိနေပြီဒီဘက်ချမ်းမှာသူ့ရဲ့ man နောက်ပဲဒီဘက်ကိုဝင်လာလို့ဆိုတော့တောင်းပိတ်သွားပြီပေါ့နော်တောင်းပိတ်သွားပြီဆိုတော့လွယ်ပါအောင်မလား man နောက်နေနေတော့ white tower only ကိုပဲ damage ပေးထားတယ်ဘေးမှာရှိရဲ့ unit တွေကိုမှသူ view မဆိုင်ဘူးဘာလို့ဆိုတော့သူ့မှာရှိရဲ့ weapon ဒီ unit upgrade တွေရပါတော့ +2 bridge defense ပြီးရင် +1 melee defense ပြီးရင် +1 bridge weapon +2 melee weapon တော်တော်လေးကိုမှဝါချလုံးနဲ့ upgrade quality ရရှိတဲ့အတွက်ကြောင့်မလို့ပြောရနေတဲ့ဒီဘက်ချမ်းမှာမနက်နာတွေကတော့သူများရဲ့လဲပွဲကိုတော့ရောက်ဖြည့်ရှင်းနေပြီ ဟိုအဲ့ဒါသူဟိုဟာ NPC ကတိသွားတာ sorry လို့မသိဘူး အဲကျွန်တော်တို့အခြားတော့ကိစ္စတော့မရှိဘူးပေါ့နော်ဒါပေမဲ့ white tower ကျိုးသွားပြီဆိုရင်တော့ fire power မရှိတော့ဘူး oh guys I think he's done it bro အဲ့ကောင်တွေဘာကောင်နေလဲကွာ I think he's done it bro မတောင်းနေရပဲ I think he's done it bro okay စာပါအန်တဖန်ပေးလိုက်ပါတော့မောင်ဆန်ကြီးနှစ်ယောက်လုံးအန်တဖန်လိုက်ပါတော့ ဘာကောင်နေလဲ အော် ဘာကောင်နေလဲအဲ့ကောင်တွေကဘာကောင်နေလဲအဲ့ကောင်တွေကဘာပါဝရကြီး ဘာလဲဆိုတော့အဓိကအတာပဲဗျာဒီက အားရောက်ရေးအော်ရောက်ရေး ဒီမက်လိုက်လေဒါပဲ လူကြီးဒါပဲလို့ပြောလို့မရဘူးကွာ ရောက်ရေး guys ကောင်းတယ်ကွာသူအောက်ကနေရောက်လာတာကျွန်တော်မသိလိုက်ဘူးတလားတကယ် သိတယ်မဟုတ်မသိစားငါတို့ကသိတယ်ဘာမှမရှင်းပြနေ ဒါပဲမသိဘူးဒါပဲလားမပဲလားသိတယ် rematch လိုက်လေညီလေးက ရောက်ရေး မင်းကောင်းနေဗျာတကယ် ရောက်ရေး ဘာလဲဘာပြော AOE ကို uninstall လုပ်လိုက်လို့ရပြီအကောင်းပြော ရကျွန်တော်1 versus 1မှာသူ့နိုင်သွားပြီတော့ဆိုတော့ မှန်တယ် second chance ဆိုတာမရှိဘူးညီလေးနော်သူကဖုန်းမပြောလိုက် ချမ်းသာမရှိဘူးကွာ အဲ့ဒါမရှိဘူး ရောက်ရေး တော့ပေးထားတာပါလားမသိ ဟ